ရှင်စကားရဲ့အဓိကသင်းဆောင်ဖြစ်တဲ့တေမကြီးဆိုတဲ့ဇက်ဝင်တေးကိုဒီဆိုဖြော်ပြပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ဒီတခြင်းကတေးစဝါရေးဆက်ထားပြီးတော့လောင်းရွှေတာကနေဒီဆိုထားတာဖြစ်ပါတယ်အဲဒါကြောင့်ဒီသင်းဆောင်လေးကိုဖြော်ပြပေးဖို့အတွက်မလီလောင်းရွှေတာအစီအစဉ်ချက်ကိုဖိတ်ခေါ်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်လောရွှေတာဖြစ်ပါတယ်။ဒီချင်းလေးရဲ့နေရာတိမ်ကကြီးလို့ပြောပါလို့ရှင်။ဒီချင်းလေးကိုတေးဥစွာရေးကတိကောထားဖြစ်ပါလို့ရှင်။ရောင်စုံတိမ်တွေရှာနေဖြူနေညူဝါပြတလဲလေးဒီမှာငီးလူကြည့်နေစေရောင်တွေပြောင်းလဲသွားပါမည်လေဟုန်တွေမှလဲပါနေအာကာပြေရဲ့လာတရားတွေဒီမှာငီးလူကြည့်နေစေပုံသဏ္ဍာန်ပြောင်းလဲသွားပါမည်ဒီလိုပဲဘဝသည်ဘေဝေဘေစီရှိဆက်တွေ့ရမယ်မသိမေတီရေရတာတွေများပြလို့လာပါသည်ကဘာကြီးမတ်မသက်ရှိတေးပကြီးကံစမာတွေနဲ့ချေရသည်ပြောချင်းငူချင်းတွေတလဲစီကြတော့လေတဲ့လောကတည်းရဲ့တကယ်ချင်သာရခဲ့ပါပြီချိန်တွေလဲမလဲပတ်ပြီးနေထိုင်နေတဲ့နေများသည်ဒီမှာကောင်းဆုံး
ဒီဆိုပြပြပေးသွားတယ်ဒီမှာလေးလွန်းရွှေတောင်လေးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်